Pansation Taurabia, I along with Judy, I along with Jumine, so in Bajamu Lurego, the Baba Bay and the Yenetwe Jonseale, Bajamu Lurego, meaning a limbe, Netwe Jonseale, Bajamu Lurego, Nagam on Time Bay, Netwe Jonseale, Payata King at 8 Yonidala. Asa the Pichanogo, Kut the Lodi, missing Chachaba Malala, Meja Robono, Janon in the video fine up it. Dimia be like Chimare. ဒီအကြောင်းအရာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဘာဦးဖန်ဆင်းခြင်းအစကိုနည်းနည်းလေးပြန်လာကြည့်လိုက်ရင်ဒီအဖြစ်ကိုကျွန်တော်တို့မြင်နိုင်ပါတယ်။ဖခင်ကလူသားတွေကိုဖန်ဆင်းခင်လူသားတယောက်အသက်ရှင်နေထိုင်နိုင်ဖို့အတွက်လုံလောက်တဲ့အရာတွေကိုဥစွာဖန်ဆင်းပါတယ်။နောက်ဆုံးမှကျွန်တော်တို့လူသားတွေကိုဖခင်ကဖန်ဆင်းတယ်ဆိုတာကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်။ဆိုတော့ထူးခြားတာတစ်ခုကဘာလဲဆိုရင်ဖခင်တဲ့ခင်ကလူသားတွေကိုဖန်ဆင်းတဲ့အခါဒီကဘာကြီးစိမ့်လန်းဆိုပြီးတာယာဝပြောတည်တံ့အသွင်ရှိလာဖို့အတွက် ပြုပြင်ထိန်းသိမ်းနိုင်မဲ့လိုအပ်တဲ့ဉာဏ်ပညာအစွမ်းအစကိုပြီးဝစွာပေးအပ်ထားရလို့ဒီကဘာကြီးကိုဖျက်ဆီးစေနိုင်လောက်တဲ့အရေးချင်းတွေလည်းထည့်ထားပေးပါတယ်ဒီအရာကဘာလဲဆိုတော့ဖခင်တဲ့ခင်ကဘယ်တော့မှတစ်ဖက်သက်ဆန်တဲ့ဖခင်မဟုတ်ဘူးမတရားတဲ့ဖခင်မဟုတ်တလို့လူသားတွေကိုအပြည့်အဝရွေးချယ်ပိုင်ခွင့်ပေးတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုမိမောင်းထုတ်ပြနေပါတယ်ဒါပေမဲ့လူသားတွေက ဖျားဖန်ဆင်းပေးထားတဲ့တောတောင်ရင်းနေအရာတွေကိုလူတာထက်ပိုပြီးအလွန်အကျွံဖြည့်ဆည်းတဲ့အခါအခုလိုဖြည့်ဆိုးတွေနဲ့ကြုံတွေ့ရခြင်းဖြစ်တဲ့ဒီအရာကဖျားစီကနေလူတွေကိုတမင်တက်ညင်ပန်းနှိမ့်ဆက်ခြင်းမျိုးမဟုတ်တလို့လူတွေကမိမိ လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်အတိုင်းမိမိစိုက်တဲ့အတီးကိုရိတ်သိမ်းရခြင်းတာဖြစ်တယ်ဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ဖျားပေါ်မှာအပြစ်တင်စရာအကြောင်းမရှိတယ်လို့ဖျားပေါ်မှာဇောရကတက်စရာအကြောင်းလည်းမရှိပါဘူးဘာကြောင့်လဲလူတွေကမိမိလှုပ်ဆောင်ချက်အတိုင်းမိမိရိတ်သိမ်းရခြင်းအတွက်ကြောင့်ဖြစ်ပါတယ်တမန်ကျမ်းစာမှာလည်းလူကမိမိစိုက်တဲ့အတိုင်းရိတ်ရမယ်လို့ပြောထားပါတယ်ဆိုတော့ဒီတဘာဝဖြစ်ရဆိုးတွေနဲ့ကြုံတွေ့ရခြင်းကဖျားရဲ့အပြစ်မဟုတ်ဘဲနဲ့လူသားတွေကမိမိရဲ့လှုပ်ဆောင်ချက်အတိုင်း အကျိုးအကြောင်းအဆိုးအကောင်းတွေကိုခံစားရခြင်းပဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုအဖြစ်ဝေမျှခြင်းနဲ့နေကုံချုပ်ချင်ပါတယ်အားကြောင့်ချင်းစီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ